English learner တယောက်အနေနဲ့တစ်ဖက်လူကိုမေးခေါ်မေးတဲ့အခါမှာအချိန်အရာရည်ရင်ကြီးကြီးနဲ့မေးတဲ့အချိန်တွေရှိပါတယ်။ဒါတို့မေးခေါ်ဓာတ်ရိုက်မေးခေါ်တွေကိုတချို့တို့က direct questions လို့ခေါ်ပြီးတော့ရည်ရင်ကြီးကြီးမေးတဲ့မေးခေါ်တွေကိုကြတော့ indirect questions, polite questions လို့ခေါ်ပါတယ်။ Hey there English learners, welcome back to the May English Learning Studio. I'm very happy to have you with me today. In this video, I'm gonna show you how to make polite questions and how to use them in your real English conversations. Okay, so let's get started. Okay, so let's start with some direct questions. Direct question တွေကတော့ဒီတို့သိပြီးသားပေါ့နော်သုံးနေကြပါ example အနေနဲ့ဆိုရင်ဒီပေါ်စာကြောင်းလေးတွေပေါ့နော်ခြေတို့ကြည့်ကြည့်နော်အဲ့တော့ဒီမေကောလေးတွေကိုခြေတို့ကကြည့်တဲ့အခါမှာသူ့ရဲ့ order ပေါ့နော်အစီအစဉ်ချက်ကြည့်ရအောင်နော်အဲ့တော့ခြေတို့ပထမဦးဆုံးဒီကိုသုံးချင်တဲ့ဒီ WH နဲ့ခြေတို့စထားတယ်ပြီးလို့ရှိရင်ခြေတို့ verb လိုက်တယ်ပေါ့နော်ပြီးတော့မှ subject လိုက်တာနော်အဲ့တော့သူ့ရဲ့ structure လေးတွေကဒီလိုလာတယ်ပေါ့အခုပြောမယ် indirect questions ပေါ့နော်တနည်းအားဖြင့်ရင်းချင်းချင်းမေးချင်တဲ့အခါမှာသုံးလို့ရတဲ့မေကောတွေကိုကြတော့ကျတို့ structure လေးတစ်မျိုးပြောင်းသွားမှာပေါ့နော် Okay အဲ့တော့ရင်းချင်းမေးချင်တဲ့အခါမှာဒီ phrase လေးတွေနဲ့စလို့ရတယ်ပေါ့နော်ဒီ question လေးတွေနဲ့ကျတို့စပြီးတော့သုံးလို့ရတယ် Could you tell me? Can you tell me? Would you mind telling me? Can I ask? Could I ask? Do you know? Do you have any idea? Okay အဲ့တော့ခြေတို့ကဒါလေးတွေနဲ့ခြေတို့ကစလို့ရတာပေါ့နော်အဲ့တော့ဒီခြေတို့ examples နဲ့တွဲပြီးတော့ကြည့်လိုက်ရအောင် so direct question ကိုကြည့်မယ်နော် Where's the nearest bank? So this is a direct question. Okay ဒါကိုဒီခြေတို့ကရင်းကြီးမေးမယ်ဆိုလို့ရှိရင်ခုနကပြောထားတဲ့ question လေးတွေနဲ့ခြေတို့စမှာပေါ့နော်အဲ့တော့ Could you tell me တဲ့အရင်ထည့်ကြည့်လိုက်မယ်နော်အဲ့တော့ Could you tell me where the nearest bank is? Okay အဲ့လိုမဟုတ်ပဲねကိုက Would you mind telling me လေးနဲ့စချင်နေဆိုလို့ရှိရင်လည်းရတယ်နော်အဲ့ဆိုရင် Would you mind telling me where the nearest bank is? Okay ကဲအဲ့ဆိုရင်ဒီချေတို့ကဒီ question လေးနှစ်ခုမှာသူ့ရဲ့ order လေးကိုချေတို့ကြည့်လိုက်မယ်နော် Would you mind telling me နဲ့စထားတယ် Could you tell me နဲ့စထားတယ်သူ့ရဲ့အနောက်မှာဒီချေတို့က WH ဒီချေတို့ပြန်လာတာပေါ့နော်ပြီးလို့ရှိရင်အနောက်မှာဒီချေတို့ဒီ subject အရေးလာတယ်ပြီးတော့မှဒီချေတို့ verb to be လာထားတယ်ပေါ့နော်ဒါဒီချေတို့အရေးကြီးတယ်ပေါ့နော်ဒါသူ့ရဲ့ပုံစံလေးဖြစ်ပါတယ် indirect question ရဲ့ပုံစံလေးဖြစ်ပါတယ်ဒီကဲတို့ဒီချေတို့က Could you tell me where is the nearest bank လို့ပြောမိခဲ့လို့ရှိရင်မှားပါတယ်နော်အဲ့တော့ဒီ order လေးကအရေးကြီးပါတယ်Okay အဲ့လိုနော်အဲ့တော့တတိထားရပါမယ်အဲ့တော့ indirect question ရဲ့ပုံစံလေးကဒီချေတို့နော် WH လာမယ်ပြီးလို့ရှိရင် subject verb လာရပါမယ်ဒါကိုအဓိကတတိထားရပါမယ်နော်ချေတို့အခုပုံစံသိသွားပြီဆိုတော့အခြား examples လေးတွေနဲ့ဆက်ပြီးတော့ indirect question တွေကိုလေ့ကျင့်ကြမယ်နော် verb to be နဲ့ဒီချေတို့အရင်လေ့ကျင့်မယ်နော် What's your job? The direct questionဒါကိုချေတို့ရင်းကြီးမေးချင်တယ်ပေါ့နော်ရှင်ဘာအလုပ်လုပ်လဲဆိုတာကိုနော်သိခွင့်ရှိမလားပြောပြပေးလို့ရမလားပေါ့ရင်းကြီးလေးဖြစ်သွားတာပေါ့နော် Okay အဲ့ဆိုတော့ဒီချေတို့အစားထိုးပြီးတော့ပြောကြည့်မယ်နော် Would you mind telling me what your job is? Okay အဲ့တော့ဒီနေရာမှာဒီချေတို့ကWould you mind telling me what is your job လို့တွားပြောမိလို့ရှိရင်မားတယ်နော် What your job is လို့ပဲပြောရပါမယ်နော်ဒါကိုသတိထားပါနော်ဒီချေတို့နောက်ထပ်မေးခွန်းလေးတစ်ခုနဲ့လေ့ကျင့်မယ်နော် What time is it နော်ဘယ်အချိန်ရှိပြီလဲဒါကိုဒီချေတို့ကရင်းချင်းနဲ့မေးမယ်ဆိုလို့ရှိရင် Could you tell me what time it is? Okay can I ask Could I ask ဒီ structure လေးနဲ့ဆက်ပြီးတော့လေ့ကျင့်ရအောင်နော်အဲ့ direct question လေးက How long have you been living here? How long have you been living here? That's the direct question. Now, indirect means solution. Can I ask how long you have been living here? Could I ask how long you have been living here? No, alo miya ma po no. အဲ့တော့ဒီချက်တို့ဒီမှာလည်းပဲ how long you have been living here ဆိုပြီးတော့ဖြစ်သွားမယ် indirect question မှာနော်ဒါလေးသတိထားပါနော်အဲ့ဆိုရင်ဒီချက်တို့ကဒီပေါ့
do that ပေါ့နော် do that did တို့ ਨੇ သုံးတဲ့ဒီ direct question တွေလာလို့ရှိရင်ရောပေါ့ indirect မှာဘယ်လိုလုပ်မလဲဆိုတာကိုချက်လို့ဆက်ပြီးတော့လေ့ကြည့်ရအောင်เนาะ okay so what time does the meeting start what time does the meeting start ဒါက direct question ပေါ့နော်အဲ့တော့သူ့မှာဆိုလို့ချက်တို့က does do that တွေပါလာပြီเนาะ okay ဒါကိုဒီချက်တို့က do you have any idea ဒီထဲကိုထည့်လိုက်မယ်เนาะ do you have any idea what time the meeting starts do you have any idea what time the meeting starts okay have you noticed indirect question လေးမှာเนาะဒီချက်တို့ what time the meeting အဲ့တော့ subject လာတာပေါ့เนาะပြီးလို့ရှိရင် starts မှာဒီချက်တို့က simple present အနေဂိတ်လေးဖြစ်သွားတယ်เนาะ okay အဲ့တော့ဘာလို့လဲဆိုလို့ရှိရင်သူ့ရဲ့ direct question မှာက does နဲ့မိထားတဲ့အတွက်ကြောင့်เนาะအဲ့တော့ဒီချက်တို့ကဒီ indirect question တွေကိုလုပ်ပြီးဆိုလို့ရှိရင်ဒီချက်တို့က direct question မှာ do that did တွေပါလာလို့ရှိရင်ဒီချက်တို့ကဖြုတ်ရပါမယ်ဖြုတ်ပြီးလို့ရှိရင်ဒီချက်တို့ကเนาะဒီ indirect ရဲ့ main verb မှာဒီချက်တို့က do that ဆိုလို့ရှိရင် that ဆိုလို့ရှိရင်ဒီချက်တို့က s ထည့်ရမှာပေါ့เนาะ do ဆိုလို့ရှိရင်တော့ထည့်စရာမလိုဘူးပေါ့เนาะတကယ်လို့ did ဆိုလို့ရှိရင်တော့ဒီချက်တို့က verb do ကိုပြောင်းပေးရမှာပေါ့เนาะ what time did you go to bed okay အဲ့ဒါ did နဲ့သုံးထားတယ်เนาะဒါကိုချက်တို့ကယဉ်ကျေးချင်းနဲ့မိမယ်ဆိုလို့ရှိရင် can I ask what time you went to the bed ဟောအဲ့တော့did နဲ့မိထားတဲ့အတွက်ကြောင့်ဒီချက်တို့ဒီမိကောဒီ indirect question လုပ်တဲ့အခါမှာ went လေးပြောင်းလိုက်တယ်เนาะ okay ဒါကိုဒီချက်တို့သတိထားရပါမယ် okay အဲ့တော့ဒီလောက်ဆိုလို့ရှိရင်ရင်ကြည်ကြည်ဘယ်လိုမေးလို့ရမလဲ indirect questions လေးတွေရဲ့သဘောတရားကိုတီးမိခောက်မိရှိသွားမယ်လို့ဒီချက်ထင်ပါတယ်အဲ့တော့ပို့ပြီးတော့အလေးကြီးဖြစ်ဖို့အတွက်အပေါ်မှာဒီချက်ဒီ direct questions ၅ချောင်းပေးထားတယ်ပေါ့နော်ဒီဟာလေးတွေကို indirect question ကိုပြောင်းကြည့်ပါပြီးတဲ့အခါကျလို့ရှိရင်ကိုဒီနေ့စဉ်ဘဝမှာပေါ့နော်ကိုဘယ်လိုသုံးမလဲပေါ့နော်ကိုရဲ့ real examples လေးတွေနဲ့ပေါ့နော်ကိုမေးချင်တာလေးတွေကို indirect question found တွေကိုထည့်ပြီးတော့လေ့ကျင့်ကြည့်ပါOkay, so I hope you enjoy my video. So see you next time, everyone. Have a good day. Bye bye.